အားလုံးပဲမင်္ဂလာပါတက်လူငွေ channel ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဗာ reading လေးကိုလုပ်ပြီးမှလဲဆိုလို့ရှိရင်ကျမကြီးနဲ့ပတ်သက်တဲ့ reading ပေါ့နော်ကျမကြီးအတွက်3လစာreading လေးကိုတစ်ချက်ကြည့်ကြည့်မယ်ပေါ့နော်အရင်ဗီဒီယိုတင်တော့ငါကျမကြီးလည်းထည့်ပြီးတော့ hobby အောင်လို့ပြောထားတာတွေ့လို့ပေါ့နော်ဆိုတော့အဲ့အတွက်ကြောင့်မို့ကျမကြီးအတွက်တည်တံ့ဗီဒီယိုလေးတစ်ခုလုပ်ပြရပါပေါ့နော်ဆိုတော့ဒါကျမကြီးနဲ့ပတ်သက်ပြီးတော့ဗာတွေသိထားတယ်လေပေါ့နော်ဗာတွေရှိမလဲဆိုတာလေးကိုတစ်ချက်ကြည့်ကြည့်အောင်ပေါ့နော်โอเคကောင်းပါတယ်เนาะကျမကြီးကကောင်းပါတယ်နောက်3လအတွက်ပေါ့နော်ဒါကတော့ general reading ပေါ့နော် general reading ဆိုတော့ကိုယ်နဲ့ကိုင်းညီတဲ့ထင်ရင်တော့ယူလို့ရတယ်ပေါ့နော်ကျမကြီးကကောင်းပါတယ်ပေါ့နော်အဓိကကတော့ဒါကို view site ဖို့တော့လိုလိမ့်မယ်ကိုချစ်ပေးဖို့လိုလိမ့်မယ်ပေါ့နော်ဒါကိုယ့်ရဲ့ခန္ဓာကိုယ်ကိုကချစ်မယ်ဆိုလို့ရှိရင်ပြောရမယ်ဆိုရင်ကျမကြီးပြဿနာတွေလည်းတယုံမဝင်မလာနိုင်ဘူးပေါ့နော်မဖြစ်နိုင်ဘူးဆိုတာမျိုးရှိရပေါ့နော်ဆိုတော့ကျမကြီး view site ဖို့လိုတယ်เนาะအဓိကဘာလဲဆိုလို့ရှိရင်ဒီစိတ်ကျန်းမာရေးပေါ့နော်အဓိကဒီပြင်ပကျန်းမာရေးပေါ့နော် physical ကျန်းမာရေးထက်ဒီစိတ်ပိုင်းဆိုင်ရာကျန်းမာရေးပေါ့နော် mental ကျန်းမာရေးကပို့ပြီးတော့အရေးကြီးတယ်အဲ့အတွက်ကြောင့်မလို့ဒါ view site ဖို့တော့လိုအပ်လိမ့်မယ်ပေါ့နော်တချို့မလိုအပ်တဲ့အရာတွေကိုမတွေးနဲ့ပေါ့နော်အတွေးများခြင်းကကျန်းမာရေးကိုပို့ပြီးတော့ဆိုးရစေတယ်ပေါ့နော်ဒီဥပဒဏ်ကြောင့်ဥပရောက်ပေါ့နော်တခါလေကြာရင်အဲ့လိုအတွေးတွေအရန်များပြီးတော့မကောင်းတဲ့အတွေးတွေအရန်တွေးတဲ့အချိန်မှာဆိုလို့ရှိရင်လည်းဒါကျန်းမာရေးကထိနိုင်တယ်ပေါ့နော်ဒီပြင်ပကျန်းမာရေးကဒါကုလို့ရတယ်ပေါ့နော်လွယ်ကူနဲ့ဆရာဝန်ပြပြီးတော့ဆေးကန်းကိုသွားပြပြီးတော့ကုလိုက်ရရတယ်ဒါပေမဲ့အတွင်းထဲကကျန်းမာရေးပေါ့နော်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကကြတော့ကိုယ်တိုင်ပဲကုမှရတာပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒါစိတ်ချမ်းသာအောင်နေမယ်ပေါ့နော်ကိုချစ်မယ်စိတ်ချမ်းသာအောင်နေမယ်ဆိုလို့ရှိရင်တော့ဒါအဆင်ပြေနိုင်တယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်ဆိုတော့နောက်ထပ်ဘာရှိအောင်လဲပေါ့နော်โอเคကျမရေးနဲ့ပတ်သက်ပြီးတော့เนาะဒီကာလထဲမှာနည်းနည်းရှောင်ဖို့လို့လိုတာကဘာရှိမလဲဆိုရင်ဒီနည်းနည်းပေါ့နော်မျက်လုံးပေါ့နော်မျက်လုံးနဲ့ပတ်သက်ပြီးတော့ဒါ view site ဖို့လိုလိမ့်မယ်နော်အမြင်အာရုံနေနည်းနည်းဝါလာတာမျိုးလို့ပေါ့နော်ဒီမျက်စိကိုခိုင်းမိတာမျိုးလို့ပေါ့နော်ကိုယ့်ဟာကိုယ်တော့မျက်စိမှာနာဖြစ်နေဆိုတော့မျက်စိကိုခိုင်းမိတာမျိုးလို့ရှိတတ်တယ်ပေါ့နော်နောက်တစ်ခုဘာရှိလဲဆိုလို့ရှိရင်ဒီရန်ဖြစ်ရတာမျိုးပဲပေါ့နော်ရန်ပွဲတွေမှာပါမိတတ်ပြီးတော့ဒီရန်ပွဲတွေကနေပြီးတော့ပေါ့နော်အဲ့လိုနည်းနည်းထိခိုက်ဒဏ်ရာတွေရတတ်တယ်ဆိုတာမျိုးရှိရပေါ့နော်အဲ့တော့ဒီသူများတွေပါရန်ဖြစ်နေလို့ရှိရင်ဝင်မပါမိစေနဲ့ပေါ့နော်နောက်ပြီးကိုယ်တိုင်လည်းရန်ဖြစ်နေပေါ့နော်ကိုယ်တိုင်ရန်ဖြစ်တဲ့အချိန်မှာလည်းလိုမျိုးထိခိုက်ဒဏ်ရာတွေရတတ်တယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့အတွက်တော့ရှောင်ဖို့လိုရလိမ့်မယ်ပေါ့နော်နောက်ဒါရှာတာမျိုးပေါ့နော်ဒါရှာတာမျိုးလည်းဖြစ်နိုင်တယ်နော်ဆိုတော့အဲ့ဒါလည်းရှောင်ဖို့လိုမယ်နောက်တစ်ခုကဘာရှိလဲဆိုရင်ဒီခြေထောက်ပေါ့နော်ခြေထောက်အောက်ပိုင်းအဲ့လိုနည်းနည်းနာကျင်တာမျိုးပေါ့နော်ခြေထောက်နာတာမျိုးတို့အဲ့လိုမျိုးအကြီးမားမဟုတ်ပဲねပေါ့နော်ဒီခလုတ်တိုက်တာလောက်ပေါ့နော်အဲ့လိုမျိုးဖြစ်တတ်တယ်ဆိုတာမျိုးတော့တွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့အတွက်လည်းနည်းနည်းတော့ view site ဖို့တော့လိုအပ်လိမ့်မယ်ပေါ့နော်ကြီးမားတော့မဟုတ်ဘူးเนาะကြီးမားမဟုတ်ဘူးဆွမ်းနာပြောလို့ပဲကိုချစ်မယ်ကို view site မယ်ပေါ့နော်ဆိုလို့ရှိရင်ကျမကြီးကလည်းဒီ3လစာအတွက်general အနေနဲ့ကြည်တာဆိုတော့ပေါ့နော်အဆင်ပြေနိုင်တယ်เนาะတခုပဲဒီ physical ကျန်းမာရေးထက်ဒါ emotion နဲ့ပတ်သက်တဲ့ကျန်းမာရေးပေါ့နော် mental ဘိုင်းနဲ့ပတ်သက်တဲ့စိတ်ကျန်းမာရေးကိုပို့ပြီးတော့ view site ဖို့လိုလိမ့်မယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒါမျက်လုံးနဲ့ပတ်သက်ပြီးတော့မျက်လုံးအမြင်ဝေဝါးတာမျိုးတွေရှိနိုင်တယ်ပေါ့နော်ဒီမျက်လုံးမှာအနာဖြစ်တာမျိုးတွေပေါ့နော်ရှိနိုင်တယ်နောက်တစ်ခုကကျတော့ဒီရန်ပွဲတွေပေါ့နော်သူများတွေဖြစ်တဲ့ရန်ပွဲတွေကြောင့်မလို့ကိုယ်ထိခိုက်နိုင်တယ်ဆိုတာမျိုးတွေ့ရတယ်เนาะကိုယ်တိုင်လည်းရန်မဖြစ်ပါနဲ့နောက်တစ်ခုကကျတော့ခြေထောက်ပေါ့နော်ခြေထောက်အောက်ပိုင်းနဲ့ပတ်သက်ပြီးတော့လည်းနည်းနည်း view site ဖို့လိုလိမ့်မယ်ပေါ့နော်ခလုတ်တိုက်တာမျိုးပါမျိုးလောက်ပေါ့နော်အဲ့လိုမျိုးရှိတတ်တယ်ပေါ့နော်ဆိုတော့သွားမတော်တလန်ပေါ့နော်အဲ့လိုမျိုးခြေလမ်းကို view site ဖို့လိုရလိမ့်မယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်နောက်ထပ်ဘာရှိမလဲစကြည့်ကြအောင်ပေါ့နော်โอเคဆိုတော့ဒီဆွမ်းနာပြောလို့ပဲပေါ့နော်ဒီ emotion နဲ့ပတ်သက်တယ်ပေါ့နော်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးလို့ပြောလို့ပဲပေါ့နော်ကိုကဒီလပိုင်းနေမှာနည်းနည်းစိတ်ဆက်နေတာမျိုးပေါ့နော်
မလိုအပ်ဘဲနဲ့စိတ်တူနေရမျိုးပေါ့နော်အရင် sensitive ဖြစ်နေရပေါ့နော်ပြောရမယ်ဆိုရင်ကိုကအထိမခံပုံစံမျိုးဖြစ်နေရမျိုးတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့အရာကိုလည်းဒါ view site ဖို့တော့လိုအပ်လိမ့်မယ်ပေါ့နော် okay ဆိုတော့တော့ဘာချိမလဲချက်ကြည့်ကြည့်မှာနော်ဒီကျမရင်းနဲ့ပတ်သက်တဲ့ reading ကိုတော့အရင်အရှိကြီးတော့မလုပ်တော့ဘူးပေါ့နော်ဒီလိုအပ်တာလောက်ပဲပြောပြပြီးလို့ရှိရင်ဒါအဲ့လောက်ဆိုရင်တော့အဆင်ပြေမှာပေါ့နော်ဘာရှိအောင်မလဲဆိုတော့လည်းတစ်ချက်ထပ်ကြည့်ကြည့်အောင် okay okay ဆိုတော့ဒီမှာဘာရှိလဲဆိုရင်ဒီမှာပေါ့နော်ဒါမီးလို့ပြောရမလားမီးနဲ့ပတ်သက်တယ်ပေါ့နော်ဆိုတော့မီးကိုလည်းဒါ view site ဖို့လို့လိုအပ် view site ဖို့အတွက်လိုအပ်လိမ့်မယ်ပေါ့နော်ဒါမီးလောင်တာမျိုးပေါ့နော်အပူလောင်တာမျိုးပေါ့နော်ရင်တွေငွေ့လောင်တာမျိုးစသဖြင့်အဲ့အရာတွေလည်းရှိနိုင်တယ်ပေါ့နော်ဆိုတော့ဟိုဒါကပြောရမယ်ဆိုရင်တော့ဒီဖြစ်နိုင်တယ်ဆိုတဲ့အရာပေါ့နော်ဖြစ်နိုင်တယ်ဆိုတဲ့အရာကိုပြောတာဖြစ်ကိုဖြစ်လိမ့်မယ်ဆိုတာတော့ပြောတာမဟုတ်ဘူးအဲ့အတွက်ကြောင့်မို့ကြောက်စရာတော့မရှိဘူးပေါ့နော်။ငါဒါကဖြစ်ကိုဖြစ်မှာလားဆိုပြီးတော့ကြောက်စရာမရှိဘူးဒါပေမဲ့view site ဖို့လို့ပေါ့နော် view site ဖို့လို့လိုအပ်တယ်တိတ်ထားလို့ရှိရင်တော့ရှောင်ရှားလို့ရတာပေါ့နော်ဆိုတော့ဖြစ်တတ်တယ်ဆိုတဲ့အရာလေးတွေကိုတိတ်ထားလို့ရှိရင်မဖြစ်နိုင်အောင်မဖြစ်လာအောင်လို့ပေါ့နော်ရှောင်ရှားနိုင်အောင်လို့ပြောပြတာပါနော်ဆိုတော့နောက်တစ်ခုကဘာရှိမလဲဆိုလို့ရှိရင်okay ဟိုဒီအသွားလာပေါ့နော်ဆွမ်းနာပြောသလိုပဲအသွားလာဆင်ကျင်ရမယ်ပေါ့နော်အသွားမတော်တလန်းဆိုတဲ့ပုံစံအတိုင်းပဲပေါ့နော်အဲ့လိုဟိုမသွားတဲ့နေရာကိုသွားမိပြီးတော့ဆွမ်းနာပြောလို့ပေါ့နော်ရံပွဲတို့ကတော့ပေါ့နော်ဟိုမသွားတဲ့နေရာမျိုးကိုသွားမိပြီးတော့ဒဏ်ရာရတာမျိုးရှိတတ်တယ်ပေါ့နော်ဆိုတော့ကိုလည်းအဲ့ဟာတော့ view site ဖို့လိုအပ်လိမ့်မယ်ပေါ့နော်ဆိုတော့ဒီလောက်ပါပဲပေါ့နော်အများကြီးတော့ပြောကြမရှိဘူးအရင်ကြီးဆိုးဝါးဖြစ်စရာတော့အကြောင်းမရှိဘူးဒီစိတ်ပိုင်းဆိုင်ရာကို view site ဖို့ပေါ့နော်ကိုယ့်ရဲ့ emotion နဲ့ mental ရဲ့ဘိုင်းကို view site ဖို့လိုတယ်နည်းနည်း sensitive ဖြစ်နေတဲ့အပိုင်းတွေရှိတယ်ပေါ့နော်တခုခုဆိုရင်စိတ်လိုမကြတာတွေစိတ်တူတာတွေဖြစ်ပြီးတော့ကိုယ်တိုင်လည်းရန်ဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ရန်ဖြစ်လို့ရှိရင်လည်းကိုယ့်အတွက်ထိခိုက်ဒဏ်ရာရတာမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့ကိုယ်တိုင်မဖြစ်အောင်လည်းရှောင်ရှားရမယ်နောက်သူများတွေရန်ဖြစ်နေရင်လည်းဝင်မပါနဲ့ပေါ့နော်အဲ့အတွက်အဲ့တခုရှိမယ်နောက်တစ်ခုကဒါအသွားလာဆင်ကျင်မယ်ပေါ့နော်နောက်မျက်လုံးနဲ့ပတ်သက်ပြီးတော့လည်းနည်းနည်း view site ဖို့လိုအပ်တယ်ပေါ့နော်အမြင်အာရုံတွေဝါးတာမျိုးပေါ့နော်အဲ့လိုမျက်လုံးမှာထိခိုက်ဒဏ်ရာရမိတာမျိုးလည်းရှိနိုင်တယ်ဆိုတာမျိုးတွေ့ရတယ်ပေါ့နော်ဆိုတော့နည်းနည်းတော့ view site ပေးပါဒါပေမဲ့ကြီးကြီးမားမားတော့ပြဿနာမရှိဘူးပေါ့နော်အသက်အန္တရာယ်လိုပုံစံမျိုးပေါ့နော်စေုံစေကန်သွားရတာမျိုးအဲ့လိုမျိုးကြီးကြီးမားမားတော့မရှိဘူးနော်တေးသေးမွားလောက်ပဲရှိရဲဆိုတော့အဆင်ပြေပါသည်ကျေးဇူးများတင်ပါတယ် bye bye